Halo Infinite ဟာ343 Industry ကဖန်တီးထားပြီးတော့မှ H-Pop Game Studio ကထုတ်ဝေခဲ့တဲ့ First-person shooter FPS game တစ်ခုဖြစ်ပါတယ်။ဒီ game ဟာဆိုရင်တော့ Halo Series ရဲ့အဓိက storyline ကိုဆက်လက်တင်ပြခဲ့တဲ့ chapter တစ်ခုဖြစ်ပါတယ်။ Halo Infinite ကို2015ခုနှစ်နောက်ပိုင်းမှာတည်ဆောက်ခဲ့ပြီးတော့မှ Halo Fight Guardian ရဲ့နောက်ဆက်တွဲအဖြစ်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ Developer ဖြစ်တဲ့343 Industry ရဲ့ဒီတစ်ခါမှာတော့ Game Engine 1 Slip Space Engine ကိုအသုံးပြုပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။2018ခုနှစ် E3 မှာတော့ Halo Infinite ကိုတရားဝင်ကြေညာခဲ့ပြီးတော့မှ trailer တစ်ခုနဲ့ gameplay direction ကိုပြသသွားခဲ့တာဖြစ်ပါတယ်။နောက်နေမှုအနေနဲ့တော့အစောပိုင်း2000ခုနှစ်မှာ2020ခုနှစ်မှာထွက်ရှိမယ်လို့မျှော်မှန်းခဲ့ပေမဲ့လည်း gameplay showcase နဲ့ feedback မကောင်းတာကြောင့် developer တွေက game ကိုပြန်လည်ပြင်ဆင်ဖို့အတွက်delay လုပ်ခဲ့ရတာဖြစ်ပါတယ်။ထွက်ရှိမှုခုနှစ်ကတော့ December လ10ရက်နေ့2023ခုနှစ်ဖြစ်ပြီးတော့မှ platform အနေနဲ့တော့ Xbox Series S, Xbox One, PC, multiplayer mode ကိုတော့ free to play အဖြစ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ Halo Infinite မှာ player master ချက်ပြကစားရပြီးတော့မှဇက်လန်းဟာ Halo Ring တစ်ခုဖြစ်တဲ့ Zeta Halo မှာဖြစ်ပွားခဲ့တဲ့ enemy function ဖြစ်တဲ့နဲ့တိုက်ပွဲတွေကိုအဓိကပြသထားတာဖြစ်ပါတယ်။ယေရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။